လူသားမျိုးနွယ်ရဲ့ကျန်းမာရေးနဲ့တန်ရှင်းမှုအတွက်မရှိမဖြစ်လိုအပ်တဲ့အခြေခံအဆောက်အုံဟာနေ့စဉ်ဘဝမှာလစ်လျူရှုခံရလိရှိတဲ့အရေးကြီးဆုံးအရာတွေထဲကတစ်ခုဖြစ်ပါတယ်။ကမ္ဘာပေါ်မှာလူပေါင်းများစွာဟာတန်ရှင်းတဲ့ရေနဲ့အလဲတကူရနိုင်တဲ့အင်တာစနစ်တွေကိုမရရှိသေးပါဘူး။နိုဝင်ဘာ19ရက်မှာတော့ကမ္ဘာတဝန်းလုံးကလူတွေဟာတန်ရှင်းသောအင်တာစနစ်ရဲ့အရေးပါမှုကိုအာရုံစိုက်ကြပါတယ်။ဤနေ့ကိုကမ္ဘာအင်တာနက် World Toilet Day လို့ကုလသမဂ္ဂသတ်မှတ်ခဲ့ပါတယ်။ရည်ရွယ်ချက်ကတော့အင်တာသုံးစွဲခွင့်မရှိတဲ့လူပေါင်း3.6ဘီလီယံရဲ့စိန်ခေါ်မှုကိုအသိပညာပေးဖို့နဲ့တန်ရှင်းတဲ့ရေဆိုးထုတ်စနစ်တကျအင်တာအသုံးပြုမှုတို့ဟာကျန်းမာရေးဂုဏ်သိက္ခာနဲ့ဖွံ့ဖြိုးတိုးတက်မှုအထက်ဘလောက်အရေးပါလဲဆိုတာကိုအလေးပေးဖို့ဖြစ်ပါတယ်။ဤနေ့သည်တန်ရှင်းရေးအချက်အသေးကိုဖြည့်ရှင်းရမယ်လူတိုင်းအထက်တန်ရှင်းသောပတ်ဝန်းကျင်ဖန်တီးပေးဖို့လူသားအလုံးတာဝန်ရှိကြောင်းကိုပြပြတာတာတတိပေးနေပါတယ်။တင်ရောတင့်ပတ်ဝန်းကျင်ကိုတန်ရှင်းအောင်ထိန်းသိမ်းဖို့ဘယ်လိုမျိုးအပြုမူလေးလှုပ်ဆောင်နေပါသလဲ။မှတ်ချက်မှာပြောပြပေးခဲ့ဦးနော်။